Okay ဒီနေ့ကဂျွန်လ23ရက်နေ့ semester 4ရဲ့ week 9ဒုတိယအပိုင်းဘာဖြစ်လို့လဲဆိုတော့ဒီတစ်ပတ်ကdata science for human behavior analysis အတန်းပိတ်တယ်ဒါပေမဲ့ operating system အတန်းဖွင့်တဲ့ခါကျတော့ operating system week 9 data science အတွက်ကတော့ week 10ဖြစ်ရမယ်ဟာ week 10မဖြစ်တော့ဒီလိုပြန်ညှိလိုက်လို့ဖြစ်သွားပြီပေါ့နော် week 9ပေါ့ okay အဲ့ဒီမှာပထမဆုံး advanced operating system visualization အတန်းမှာဆိုလို့ရှိရင်အတန်းစာ answer the question ပေါ့နော်ဒီကမရတာမေးသိချင်တာမေးဆိုတဲ့အစီအစဉ်ပဲများတယ်ပြီးတော့ data science for human behavior analysis အတန်းမှာဆိုလို့ရှိရင် assignment ပေးထားတယ်အဲ့ဒီ assignment ကဘာလဲဆိုတော့ data cleaning နဲ့ဆိုင်တဲ့အပိုင်း data cleaning ဆိုတာကdata တွေကို pre-processing လုပ်တဲ့အချိန်မှာလိုအပ်တဲ့data တွေကdata မပါလာတာရှိတယ် data မရှိနေတာရှိတယ်အဲ့ဟာတွေကိုပြန်ပြီးတော့ရှိလာအောင်လုပ်တဲ့အပိုင်းလို့ပြောလို့ရမယ် okay အဲ့တော့course ရဲ့အင်စာလေးရဲ့လိုအပ်ချက်လေးကိုတစ်ချက်ကြည့်ကြအောင်ဘာတွေပါလဲဆိုတော့missing record တွေကိုပြန်ပြီးတော့ထည့်ရတဲ့ ratio တခုရှာခိုင်းတယ် missing record တွေရှိတယ် missing record တွေမရှိတယ် missing record ဟိုမှာ data 8000ကျော်ပေးထားတယ်အဲ့ data 8000ကျော်မှာ1500ပဲ data တကယ်ရှိတယ်အဲ့တော့တကယ်တွက်ထုတ်မယ်ဆိုလို့ရှိရင်အဲ့ data 1500နဲ့ပဲတွက်ထုတ်လို့ရမယ်ပြောလို့ရှိရင် missing record တွေကratio လိုက်ပေါ့နော် ratio လိုက် print ထုတ်ပေးရမယ်ဆိုတာမျိုးတွေပါတယ်ပြီးတော့လို့ရှိရင်တခြား race column မှာဆိုလို့ရှိရင်တော့Asia တို့ European တို့ Singaporean တို့ Indian တို့အဲ့လိုမျိုးစသဖြင့်ခွဲထားရှိအောင်เนาะအဲ့ခွဲထားတဲ့ဟာတွေကိုနာမည်နေရာမှာ3 1 2 3 4လို့ထားပြီးတော့နံပါတ်တွေအနေနဲ့နားလည်အောင်လုပ်ရမယ်ပေါ့เนาะအဲ့လို processing လုပ်တဲ့ဟာလေးကိုသင်တယ်မှတော့homework လေး assignment လေးကတူတူလေးပါပဲဒါပေမဲ့တကယ်နဲ့data pre-processing လုပ်မယ်ဆိုလို့ရှိရင်တော့ဒီ table တစ်ခုလုံးလုပ်မယ်ဆိုတော့အများကြီးလုပ်ဆရာရှိမှာပါဘာလို့လဲဆိုတော့ CD နာမည်လည်းပြန်ပြီးခွဲထားပါတယ်ဆိုတော့ okay အဲ့ဒါပြီးတော့နောက်ဆုံးပြောစရာကတော့ writing and progress လုပ်နေတဲ့ research ရှိတယ် research ကအခုလက်ရှိရေးနေတာ AI နဲ့ပေါ့နော် AI နဲ့ရေးလိုက်တာကတော့အပိုင်း6အခန်း6ခန်းလောက်ပြီးသွားပြီဒါပေမဲ့အကုန်ပြန်တတ်ရမယ်စာရေးအကုန်ပြန်ဖတ်ကြည့်ရမယ်ပြီးတော့လို့ရှိရင်အဲ့ဒီထဲမှာပုံတွေပြန်ထည့်ရမယ်ပြီး reference တွေအကုန်ပြန်ထည့်ရမယ်အဲ့ဒါအကျန်သေးတယ်အဲ့ဒါကတော့ maybe ဒီတစ်ပတ်ထဲမှာပြီးလိမ့်မယ်ဒါပေမဲ့စာမျက်နှာ20ကျော်30ဝန်းကျင်ပဲရှိသေးတယ်ဆိုတော့ data တွေပဲထည့်မှာပဲစာမျက်နှာ50လောက်ဖြစ်လာမှာပေါ့နော်အဓိကဒီစာအုပ်ကunlimited ရေးရမှာဆိုတော့ information အကုန်လုံးထည့်ပြီးတော့ရေးရမှာအဲ့တော့အဲ့ဟာလေးကိုစိတ်ရေးဖို့အစီအစဉ်ရှိသေးတယ်ဒါပေမဲ့ loss ဆရာနဲ့ပြောရချင်းမှာ error နဲ့တက်နေရလေးရှိရ //iint ဆိုတဲ့ error တစ်မျိုးတက်နေတယ်အဲ့ error ဘာကြောင့်တက်တာလဲဆိုလို့ရှိရင်index တွေကိုကြည့်ကြမယ်ဆိုလို့ရှိရင်ဘာကြောင့်တက်တာလဲဆိုတော့ AMS MATH ဆိုတဲ့ package ကိုထည့်လိုက်တဲ့အချိန်မှာ error တက်တာဒီ error ဒီကောင်ကအခုလုပ်နေတာ compiler latest compiler ကိုသုံးနေအောင်เนาะ PDF latest ကိုသုံးနေရမှာမဟုတ်ဘဲ latest compiler ကိုပဲသုံးနေတာဘာကြောင့်လဲဆိုတော့ဒီ document file က latest only ပဲသုံးရတာဆိုတော့အဲ့တော့ဒါ overleaf form မှာ run နေတာစင်ပြေလားဆိုတော့ပြေတယ်ဘာဖြစ်လို့လဲဆိုတော့ error ကတော့တက်တယ်ဒါပေမဲ့ကောင်းမွန် PDF ကိုထုတ်လို့ရနေသေးတယ်ဆိုလို့ရှိရင်စာအုပ်ကတော့ထပ်လို့ရနေသေးတာပေါ့နော် okay ဒီနေ့တော့လောက်ပါပဲကျေးဇူးများကြီးတင်ပါတယ် bye bye